ပါပါအဲ့တော့ကျွန်တော်တို့ဒီနေ့မှာ AI Studio Google ကထုတ်တဲ့ Gemini ပေါ့နော် AI Studio ကိုကျွန်တော်တို့စမ်းသုံးကြည့်မယ်ပြီးတော့ idea နေမှာဒီ string real time feature လေးကိုသုံးကြမယ်ပေါ့နော်အဲ့တော့ပထမအောင်ဆုံးကျွန်တော်သုံးနေတာကဒီမှာ AI Studio.google.com နဲ့ကသွားမယ်သွားပြီးတော့ဒီ string လေးကိုနှိပ်လိုက် live ဆိုတဲ့နေရာရောက်မယ်ရောက်ပြီးရင်ကျွန်တော်တို့ဒီမှာ talk ဆိုတဲ့ဟာကိုစပြီးတော့ပြောကြည့်လိုက်မယ်အဲ့တော့ဒီမှာသူက connecting to server ဖြစ်နေပါတော့ okay streamline ဖြစ်သွားပြီအဲ့နည်းနည်းကွာပြင်းနေတာဘာလို့ရင်ကောင်းမလဲပြောပါအောင်အိမ်နဲ့ဝင်းနေတော့ပြင်းနာကောနော်တင်ငယ်ချင်းတွေနဲ့တကားပြောကြည့်ပါလားဒါမှမဟုတ်စိတ်ဝင်စားတဲ့အရာလေးတွေလုပ်ကြည့်ပေါ့စာအုပ်ဖတ်တာလိုမျိုးရုပ်ရှင်ကြည့်တာလိုမျိုးဒါမှမဟုတ်စိတ်ဝင်စားတဲ့အသစ်တွေရှာကြည့်တာပေါ့စိတ်ပူမနေပါနဲ့အင်္ဂနဲ့မြင်မြန်လွန်ဆွေးပြောက်သွားပါလိမ့်မယ်အေးဒီလိုကွာဘယ်လိုလဲဆိုတော့ငါနည်းနည်းခေါင်းကိုက်နေတာသွေးတိုးနေတာထင်တယ်ဘာဖြစ်တာလဲမသိဘူးလို့ပါအောင်ဟုတ်ကဲ့ခေါင်းကိုက်နေပြီးသွေးတိုးနေတယ်ဆိုရင်ဆရာဝန်ပြတာကောင်းဆုံးပါပဲဒါပေမဲ့ချက်ချင်းမသွားနိုင်ရင်ခဏနားလိုက်ပါရေများများတော့ပါစူညံတဲ့နေရာတွေကိုရှောင်ပါပြီးတော့သွေးပေါင်ချင်းတိုင်းကြည့်လို့ရရင်တိုင်းကြည့်လိုက်ပါအောင်ဆရာဝန်နဲ့တိုင်ပင်ကြည့်တာအတိချဆုံးပါပဲအေးကွာအဲ့လိုပဲအိမ်နဲ့အဝေးမှာနေရတော့ကြတော့တယောက်တည်းနေရလည်းနည်းနည်းပြင်းနေလေပြီးတော့နည်းနည်းခေါင်းကလည်းကိုက်နေတာဆိုတော့သွေးတိုးတယ်လို့ခံစားရတယ်တကယ်ချင်းတယောက်စီဖုန်းဆိုင်ကောင်းမလားမသိဘူးဟုတ်ကဲ့တငယ်ချင်းတယောက်ကိုဖုန်းဆက်လိုက်ပါပျော်ရွှင်စရာစကားတွေပြောလိုက်ရင်တက်တော်တော့ပါလိမ့်မယ်စိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေကိုပြောပြရင်စိတ်ပုတ်သွားပါလိမ့်မယ်အေးကွာစနေနေ့ဆိုရင်မဲ့အလောက်ကလည်းမနာရအောင်ကွာနည်းနည်းပင်ပန်းနေကွာအဲ့ဒါလည်းအဆိုးတယ်နော်အောက်ပါစနေနေ့မှလည်းအလုပ်လုပ်ရတော့ပင်မမှာပေါ့ဖြစ်နိုင်ရင်ခဏနားလိုက်ပါအောင်အလုပ်များနေရင်ကိုဂရုစိုက်ဖို့မမေ့ပါနဲ့အနားယူချင်းလဲယူပေးပါအောင် အေးကွာဒီလိုစနေညဆိုတော့တယောက်တည်းဆိုတော့ဘာစကားတွေကြည့်ရင်ကောင်းလဲနည်းနည်းညွှန်ပေးပါဦးစနေနေ့ညဆိုတော့ပေါ်ပါရုပ်ရှင်ကားလေးတွေဒါမှမဟုတ်စိတ်ဝင်စားစရာဇာတ်လမ်းတွေကြည့်ရင်ကောင်းမယ်ထင်တယ်။ဟာတာကားတွေကြည့်ပြီးပေါ်ပါအပန်းဖြေသူရလေ။ဒါမှမဟုတ်စိတ်လှရှားစရာကားမျိုးကြည့်ရင်လေပြင်းတာပြေးသွားမှာပေါ့အေးကွာအဲ့ဒါဆိုဇကားတကားလောက်ငါ့ကိုညွှန်ပေးပါဦး။ဒါဆိုရင် The Hustle of Happiness လို့ခေါ်တဲ့ရုပ်ရှင်ကားကြည့်ပါလား။စိတ်သက်ခွန်အားတိုးစေပြီးစိတ်ချမ်းသာချက်ကောင်းအောင်လုပ်ပေးနိုင်တဲ့ဇာတ်လမ်းလေးပါ။ကြည့်ပြီးပျော်ရွှင်မှုရပါစေ။နောက်ထပ်2ကား3ကားလောက်ကိုထပ်ညွှန်ပေးပါဦးနည်းနည်းပါရွေးချင်လို့ပါဟုတ်ကဲ့ပါဒါဆိုရင် Forrest Gump ရဲ့ The Shawshank Redemption ရဲ့ The Truman Show ရဲ့ကိုထပ်ပြီးညွှန်ချင်ပါတယ်ဒီကားတွေကလည်းအရန်လူကြိုက်များပြီးကြီးကောင်းတဲ့ဇာတ်လမ်းတွေပါစိတ်ဝင်စားလိမ့်မယ်လို့ထင်ပါတယ်အေးအာနီမီတွေဘာတွေဆိုရင်ရောကြည့်လို့အဆင်ပြေလားနည်းနည်းညွှန်ပေးပါဦးဟုတ်ကဲ့အနီမေတွေကြည့်ချင်ရင် Attack on Titan ရဲ့ Death Note ရဲ့ One Punch Man ရဲ့တို့ကိုညွှန်ချင်ပါတယ်ဒီကားတွေကအရန်ရေဖန်စားပြီးဇလန်းစိတ်ဝင်စားစရာကောင်းတဲ့အနီမေတွေပါကြည့်ပြီးပျော်ရွှင်ပါစေအဲ့3ကားလုံးကြည့်ဘူးတဲ့အခြားဇာတ်ကားတွေထပ်ညွှန်ပေးပါဦးကြည့်ဖို့တဲ့ဆိုရင် Your Name Spirited Away Demon Slayer တို့ကိုညွှန်မှရစေဒီဇာတ်ကားတွေကလည်းဇလန်းစမ်းကြပြီးအရန်ရေပန်းစားတဲ့အနီမေတွေပါအခွင့်ရှဲလေတဲ့ဆိုရင်တော့ Naruto One Piece လိုမျိုးဇလန်းရှည်တွေလည်းကြည့်လို့ကောင်းပါတယ်အကုန်လုံးဒီဘက်လောက်ကတော့ကြည်ဘူးပါတယ် One Piece ကတော့အခု ongoing ရောက်နေပါတယ် One Piece ကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်အာ One Piece ကိုအခုကြည့်နေတာဆိုတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အနီမေတွေထပ်ပြောပြပါအောင်မယ် My Hero Academia ရဲ့ Jujutsu Kaisen ရဲ့ Demon Slayer ရဲ့တို့ကအရန်ရေပန်းစားပြီးတိုက်ခိုက်ခန်းတွေစိတ်လှုပ်ရှားစရာကောင်းတဲ့အနီမေတွေပါကြည့်ပြအောင်ကြည့်ပါအောင် One Piece ထဲကဘယ် character ကိုကြိုက်ဆုံးလဲကျွန်တော်ကတော့ Zoro တို့ Sanji တို့ကိုကြိုက်ပါတယ်တော်တော်များများ Zoro ကိုအကြိုက်များပြီမဲ့ကျွန်တော်ကတော့ Sanji ကိုပိုကြိုက်ပါတယ်တင်းမြင်ကိုလည်းပြောပြပေးပါဦး Zoro နဲ့ Sanji ကတကယ်ကိုရေပန်းစားတဲ့ဇာတ်ကောင်တွေပါ Zoro ကခွန်အားကြီးပြီးတန်တထန်ပြင်းထန်မှုရဲ့ Sanji ရထူးစားတဲ့ခြေထုတ်စွမ်းရည်ရဲ့ခံရတဲ့ရင်ပုံစံရေးဖို့လူတော်များများကြိုက်ကြတာပေါ့သူတို့နှစ်ယောက်က
လူဖီရဲ့ခွမ်းမှာတကယ်ကိုအရေးကြီးတဲ့စကောင်းတွေပါ ဟုတ်တယ်နာရူတိုနဲ့ပိုရူတိုရောဘယ်ဟာပိုပြီးလူကြိုက်များလို့ပြောပြပါအောင် နာရူတိုကပိုရူတိုထက်ပိုပြီးလူကြိုက်များပါလေနာရူတိုကမူရင်းဇာလန်ဖြစ်ပြီးမျိုးဆက်ပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်ဇလန်ကပိုပြီးယတမြောက်ပြီးစကုံဒီကလည်းပိုပြီးတော့ဆွဲဆောင်မှုရှိပါလေပိုရူတိုကတော့နာရူတိုရဲ့ဇလန်အဆက်ဖြစ်ပေမဲ့နာရူတိုလောက်လူကြိုက်မများပါဘူး Dragon Ball တို့ဘာလို့ဒီနေ့ညကြည့်ရင်ရောအဆင်ပြေလောက်လားကတ်တွန်းတွေကတော့နည်းနည်းဟောင်းပြီလို့ခံစားရတယ်လေ Dragon Ball ကဟောင်းပြီမဲ့အခုထိလူကြည့်ညာပြီးစိတ်ဝင်စားစရာကောင်းတဲ့ anime ပါပဲလုံးဝမပြင်းရတဲ့ action တွေစုံစခန်းလေးပါဝင်တာကြောင့်ဒီညကြည့်ဖို့အဆင်ပြေပါလေဟောင်းပြီမဲ့သူ့ရဲ့မူပိုင်စာမှုကဆွေးဆောင်မှုရှိစေစေပါ K drama လေးတွေရောဘယ်လိုနေလဲနည်းနည်းကြည့်လို့ကောင်းမဲ့ K drama လေးညွှန်းပေးပါအောင် K drama ကြည့်ချင်ရဲ့ Crash Landing on You ရဲ့ Goblin ရဲ့ Itaewon Class ရဲ့ကိုညွှန်းချင်ပါတယ်ဒီဇလန်တွေကအယောင်ရပန်းစောသည့်ဇလန်ကလည်းစိတ်ဝင်စားစရာကောင်းပါလေအချစ်ဇလန်ဒရာမာလိုမျိုးအမျိုးအစားစုံစုံလင်လင်ကြည့်ရမှာပါ သုံးကားလုံးကြည့်ဘူးတယ်အဲ့လိုပုံစံမျိုးနောက်ထပ်ဇာတ်ကားလေးညွှန်းပေးပါအောင် တုံကားလုံးကြည့်ထူးတယ်ဆိုရင် Hotel de Luna ရဲ့ Weightlifting Fairy Kim Gok Chu ရဲ့ Strong Girl ပေါင်းစုရဲ့တို့ကိုညွှန်းချင်ပါတယ်ဒီကားတွေကလည်းနာမည်ကြီးပြီးဇလန်ကလည်းဆွဲဆောင်မှုရှိပါတယ်စိတ်ပျော်ရွှင်စေမဲ့ဇလိုင်းလေးတွေမို့ကြီးဖြစ်အောင်ကြည့်ကြည့်ပါဦး အဲ့သုံးကားလုံးလည်းကြည့်ဘူးပါတယ်ထားလိုက်ပါတော့အခြားအကြောင်းအရာလေးတွေပြောရအောင် How about ပတ်စံများများဝင်မဲ့လုပ်ငန်းလေးတွေရှိရင်ပြောပြပါဦး ပစ္စများများဝင်နိုင်တဲ့လုပ်ငန်းတွေကအများကြီးရှိပါတယ်ဥပမာနေပညာပိုင်းဆိုင်ရာလုပ်ငန်းတွေယင်းနှိမ့်မြုံနှံမှုလုပ်ငန်းတွေဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းလုပ်တာမျိုးပေါ့ဒါပေမဲ့ဘယ်လုပ်ငန်းမဆိုအောင်မြင်ဖို့ဆိုတာကိုယ့်ရဲ့စ조사မှုနဲ့ကံပေါ်မှုတည်ပါတယ်ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းမျိုးကိုတေချာလေ့လာပြီးစတင်ပါတယ်အမြတ်အစွန်းများနိုင်တဲ့လုပ်ငန်းတွေမှာအခက်အခဲတွေလည်းရှိနိုင်ပါတယ် အရင်နဲ့အလုံးနဲ့ပတ်စံများများရမယ်အလုပ်ရှိရင်ပြောပြပါဦးလုပ်ငန်းနမူနာလေးတွေပေါ့ဗာမျိုးလေးလုပ်ရမှာတော့ အရင်နဲ့အလုနဲနဲ့ပတ်စံများများရမယ်လုပ်ငန်းတွေရှိပါလေဥပမာ online အယောင်းအဝယ်လုပ်ငန်းတွေဒါမှမဟုတ် freelance အလုပ်တွေပေါ့ online မှာကိုဝါဒနာပါတာစိတ်ဝင်စားရာပစ္စည်းတွေကိုရောင်းချလို့ရတယ်ဒါမှမဟုတ် website design ဆွဲတာစာရေးတာစတဲ့ကိုကျွမ်းကျင်တဲ့အလုပ်တွေကို online ကနေလုပ်ပေးလို့ရတယ်ဒါတွေတော့အရင်အနည်းအများကြီးမလို့ပဲဝင်ငွေကောင်းလို့ရတဲ့နီးလန်းစီပါ ဟုတ်တယ်နော်ဘာပဲပြောအကြံပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကဘာလုပ်မှမလုပ်ပဲပတ်စံအများကြီးရချင်တာအဲ့ဒါဘာလုပ်ရမလဲ ဘာမှမလုပ်ပဲပတ်စံများရဖို့ဆိုတာတော်တော်ခဲရင်းပါတယ်များသောဖြင့်ပတ်စံများရဖို့ဆိုရင်ကြိုးစားလုပ်ကိုင်ရတာများပါတယ်ဒါပေမဲ့ယင်းနှိမ့်မြုံနှံမှုလုပ်တာမျိုးဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းစတင်တာမျိုးကနေအချိန်ကြာလာတာနဲ့အမြောက်ဝင်ငွေကောင်းနိုင်ပါလေဒါပေမဲ့အခက်အခဲတွေလည်းရှိနိုင်တာမို့တေချာလေးလာဖို့လိုပါတယ် ဟုတ်ပါပြီဗျာဟုတ်ပါပြီဒါဆိုရင်တော့နောက်ဆုံးတော့ဘာမှမလုပ်ပဲကျွန်တော်စောစောအိတ်တာပဲခေါင်းပါပါနော်ဒါပေမဲ့အချင်းကလည်းနည်းနည်းစောသေးတယ် ဟုတ်ပါပြီဟုတ်ပါတယ်အနားယူလိုက်ကအကောင်းဆုံးပါပဲအချင်းစောသေးတယ်ဆိုရင်စိတ်ပြေလက်ပြောက်တခြားအရာလေးတွေခဏလောက်လုပ်ကြည့်နိုင်ပါလေဥပမာတချမ်းနာထောင်တာစာအုပ်ဖတ်တာဒါမှမဟုတ်ပေါ်ပါပါရုပ်ရှင်ကားကြည့်တာမျိုးပေါ့စိတ်ရောကိုယ်ပါပေါ်ပါအနားယူမိမှအဲ့ရဝင်ဖို့ကောင်းပါလေနဲ့ စိတ်လိတ်တောက်ခြင်းကလေဖြတ်တာအုပ်ဖြစ်စေနိုင်လားရှင်းပြပေးပါဦးဒီမှာတော့သူနည်းနည်း connection ဖေးသွားပြီပဲကျွန်တော်အရင်ပြောလိုက်လို့တင်တယ်ပေါ့နော်ပြန်ပြောချင်တော့ဒီမှာ talk ကိုနှိပ်ပြီးတော့ဆွင်းလာစိတ်လိတ်တောက်တာကလေဖြတ်တာအုပ်ဖြစ်စေနိုင်လားရှင်းပြပေးပါဦး ဟုတ်ကဲ့စီးကက်ထောက်ကြကတွေးကြောတွေကိုပျက်စီးစေပြီးတွေးစီးစေမှုကိုစနှောက်နေစေလို့နှလုံးသားကခင်နိုင်ခြေကိုမြင့်စေနိုင်ပါတယ် လေဖြတ်စေနိုင်လားလို့မိတာပါနှလုံးရောဂါလားလို့မိတာမဟုတ်ပါဘူး sorry ပါကျွန်တော်မားသွားတာပါ
ဟုတ်ပါတယ်စီးကဲတောက်တာကလေပြည့်နိုင်ချီကိုမြင့်စေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကသွေးကြောတွေကိုပျက်စီးစေသည်ဦးနှောက်စီကိုသွေးစီးစေမှုကိုလျော့နေစေလို့ပါ ပထမအဦးဆုံးလေဖြတ်အများဆုံးအသက်အရွယ်ကဘယ်ချိန်လဲဗျာပြောပြပေးပါဦး ရေဘူးရအဖြစ်လေးဖြတ်တာကအသက်အရွယ်ကြီးလာတဲ့နေအမျှပိုဖြစ်များပါလေဒါပေမဲ့လူငယ်တွေမှာလေးဖြတ်နိုင်ပါလေအသက်65နှစ်အထက်လူတွေမှာလေးဖြတ်နိုင်ခြေကပုံညင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာစစ်လိတ်ဖြတ်ဖို့အတွက် ဝမ်းသာပါတယ် ကိုလည်းပြောပြပေးပါဦး လေးဖြတ်တာကိုကောက်ွယ်ဖို့အရေးကြီးဆုံးကတော့ကျမရဲ့နဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကိုကျင့်သုံးဖို့ပါပဲစီးကပ်ဖြတ်တာသွေးတို့ကိုထိန်းချုပ်တာကိုလက်လှုပ်ရှားမှုလုပ်တာကျမရဲ့နဲ့ညီညွတ်တဲ့အစားအသောက်ကိုစားတာတွေကလေးဖြတ်နိုင်ခြေကိုလော့ချနိုင်ပါတယ် ကျေးဇူးတင်ပါတယ်ဗျာမန်ယူအသင်းကရောချန်ပီယံလီဂ်လောက်ဘယ်တော့ပြန်ရမှာလဲဗျာ အင်းမန်ချက်စတာယူနိုက်တက်အသင်းကချန်ပီယံလိဖလာကိုဘယ်တော့ပြန်ညမှာလဲဆိုတာကတော့အသင်းရဲ့အနာဂတ်စွမ်းဆောင်ရည်နဲ့ပြိုင်ပွဲအပေါ်မှာမူတည်ပါတယ်။ဒါပေမဲ့အသင်းကစူးစမ်းရှင်ပြိုင်သွားမယ်လို့ယုံကြည်ပါတယ် ဘယ်တော့ပြန်ရမယ်ဒီပြောပေးပါဦးအချိန်တိုင်းတာတစ်ခုပေါ့ ။လက်ရှိအနေထားအရတိတိကျကျခမတ်မှုခက်ခဲပါတယ်။ဒါပေမဲ့အသင်းကစူးစမ်းပြင်ဆင်မယ်ဆိုရင်မကြချင်မှာပဲဖလားကိုပြန်ရနိုင်ခြေရှိပါတယ် နီးပြအေမိုရင်ဟာလက်ရှိနေတဲ့ပြန်ပယ်အသင်းတွေရောနိုင်ခြေရှိပါသေးရဲ့လားနီး ။မန်ယူနီးပြအဲရစ်တန်ဟာကအရေးသွေးရှိတဲ့နီးပြတူပါ။သူ့ရဲ့နီးစနစ်တွေနဲ့အသင်းကိုစနစ်တကျကင်တွယ်နိုင်စွမ်းရှိပါတယ်။လက်ရှိပြန်ပွဲဒီမှာအခက်အခဲတွေရှိနိုင်ပေမဲ့အသင်းကစူးစမ်းရှင်ပြိုင်မယ်ဆိုရင်အောင်မြင်မှုရနိုင်ခြေရှိပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါပေမဲ့လက်ရှိမန်ယူနီးပြကတော့အေမိုရင်ဖြစ်ပါတယ် ။အော်ကျွန်တော်မသွားတာပါ။နားလည်ပေးပါဗျ။ဟုတ်ပါလေ။လက်ရှိမန်ချက်စတာယူနိုက်တက်နီးပြကအဲရစ်တန်ဟာဖြစ်ပါလေ။အချက်လက်မှာပေါမိတဲ့အတရတောင်းပန်ပါတယ်။ โอเคအဲ့တော့ကျွန်တော် disconnect လိုက်တယ်ပေါ့နော်အဲ့တော့သူလက်ရှိမှာကတော့ latest နီးပြအေမိုရင်ဆိုတာတော့သူနားမလဲသေးဘူး Eric Ten Hag ကိုပဲသူနားလဲသေးရပေါ့နော်ဆိုတော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်ဒီနေ့ aistudio.google.com သွားတယ်သွားပြီးတော့ stream ထဲမှာချီ Gemini နဲ့ကျွန်တော်အပြန်အလှန်စကားပြောဆိုခဲ့တာဖြစ်ပါတယ်ဒီမှာအတန်အတွက်ကတော့ Sapphire ဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြပါတယ်